ဒီလူဝကြီးကများဒီနေ့ရဲ့သူ့တက်ကိုနှုတ်ဖို့တေမင်းရောက်လာတော့မယ်ဆိုတာလုံးဝမသိရှာပါဘူးဒါပေမဲ့တေမင်းကိုယ်တိုင်လည်းမသိထားတဲ့ချက်ကတော့ဒီလူဟာကဘာပေါ်မှာအကန်ကောင်းဆုံးလူဖြစ်နေတာပါပဲတေမင်းကသူ့ဘော်ကိုတက်လေကားတစ်လုံးဖျက်ချပြီးတက်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တိကျမှပဲလူကြီးကအကျွေစစ်တစ်စိတ်ကောက်ဖို့ငုံလိုက်တာကြောင့်တက်လေကားကသူ့ကိုလွဲပြီးတေမင်းဘော်ကိုတဲ့တဲ့ကြီးကျသွားပါတော့တယ်အဲ့ဒီနောက်မှာလည်းတေမင်းကသူ့ကိုတက်ဖို့နေလန်းပေါင်းစုံနဲ့ထပ်မံစူးစမ်းခဲ့ပါသေးတယ်တစ်ဖက်မှာတော့လူကြီးကလမ်းလျှောက်ရင်လမ်းမှာတွေ့ရလူတိုင်းကိုအကျွေစစ်တွေအေးလူလိုက်ဝင်နေခဲ့ပါတယ်သူဘလောက်တောင်ကျင်နာတက်ပြီးရဲရောတလဲဆိုတာမြင်လေတေမင်းကပို့ပြီးဒေါသထွက်လေပါပဲအဲ့ဒီနောက်အတိုက်ထဲကပြုတ်ကျနေတဲ့ငှက်ပေါက်စလေးတစ်ကောင်ကိုလူကြီးကတတိထားမိသွားပါတယ်တေမင်းကအခွင့်အရေးကိုအမိအရဖမ်းပြီးသူ့စီကိုထက်မြက်တဲ့လက်နက်တွေနဲ့လမ်းပစ်လိုက်ပြန်တယ်ဒါပေမဲ့လူကြီးကငှက်ကလေးကိုကူညီဖို့ငုံလိုက်ပြန်တာကြောင့်တေလူနာစင်းထဲကနေနောက်တစ်ကြိမ်ထက်လွတ်သွားပြန်ပါတယ်ဆက်လက်ပြီးတေမင်းကလူကြီးခြေချော်လဲသွားအောင်သူ့ရဲ့တေလူနာစင်းစာအုပ်ကိုခြေထောက်အောက်ပစ်သွင်းလိုက်ပါတယ်ဒီတစ်ခါတော့သူတေချာပေါက်မတော်တဆဖြစ်ပြီးတေတော့မယ်လို့တေမင်းကယုံကြည်နေခဲ့တာပါဒါပေမဲ့လူကြီးကအေးအေးဆေးဆေးရဲ့ဟန်ချက်ပြန်ထိန်ပြီးလမ်းကိုဘေးကင်းကင်းနဲ့ဖြတ်ကူးသွားနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့တေမင်းလည်းလက်လျှော့သွားပြီးတိတ်တဆိတ်ပဲလက်ထွက်သွားကဗီဒီယိုကိုတဲ့ခဲ့ရပေးဖို့ပဲသွားပါတော့တယ်